ညာလေးကမယ်ဘယ်ချိန်ညာလက်နော်လာပြီမင်းလည်းနောင်းလေးနော်ဒိန်းတွေ့မယ်နော်ရှင်းလာတော့မယ်ဒီနေ့ကဒီဝက်နဲ့တူပကားစီလက်ခုပ်တင်စီချဲလုံးမလားဒီညာညီသေးသေးလာရေးတပြေခွေးနဲ့မှရှင်ကြိုင်ဖို့ခပ်ပဲမျိုးစုံနေခေါ်ရွေးခွာပြီးစီလို့ကျူနေမေနေလာခဲ့ဖို့ခွေးညစီရဲ့ဆက်တူတပြားကြီးဦးတီးသွားလာနေကိုလေးညော်နေမေမကားတော့မဟတော်ဘာဖြစ်လို့တော့မမိုးမဲစဉ်းစားကြည့်လေတရက်ွက်လုံးမှာခအရက်ဘူးဆုံးမမတ်စုကရက်ရှည်ဆုံးအဲ့ဒါကိုဖောက်နောက်မှထားတယ်ဆိုတော့မကားတော့မဟုတ်ပါဘူးသူတို့ကလည်းတည်တယ်လေအကုန်စပွန်ဆာပေးတာတော့ငါပြောလို့မရတာပြောလဲရှေ့မှာနေကြနေရည်မကားတော့ဟတော်ကျမလည်းမကတော့အဲ့လိုမလုပ်ပါနဲ့ရက်ွက်တမဒီလူတွေပဲရှိတာဒီလိုမကဘူးလို့ကောင်းမှာတော့ဘယ်သူရှိမှာတော့ကားပဲလို့ကအဲ့ဆိုလို့ရှိရင်ဖာစီကိုတစ်ချက်မဆိုခိုင်းနဲ့သူဆိုလိုက်ရင်ကားခွက်တွေမေ့သွားတာသူတို့ကမန်တက်တယောဟိငါတို့အဝတ်အစားတွေအကုန်စပွန်ဆာပေးတာလေမမိုးရဲ့အဲ့ဆိုရင်လေအကားတက်နေတော့မဆိုနဲ့လေစင်ပေါ်ရောက်မှဆိုခိုင်းပေါ့ငါပြောလိုက်ပါမယ်အဲ့လိုတော့မလုပ်သေးတော့ငါပြောလိုက်မယ်နော်ဟိုသမီးဖာနဲ့စုကိုပြောချင်တာလေဟိုဖာဟိုတကြံမန်းတက်တကယ်ကခါမှာသမီးတက်ဆိုလို့ရတယ်ဗျာဟိုအကတိုက်တော့ကသမီးဆိုတော့မောတာပေါ့နော်အမတို့လည်းနားတယ်ကြီးပြီးတော့မောတာပေါ့အတန်နေတာမှာဆိုတာမဟုတ်ဘူးဖာစားသားမိတ်တယ်လို့လေအစင်ပေါ်မှာကြာမေ့နေမှာဆိုလို့ခုတခါကြီးကျင်နေရကြောင်ဟုတ်တာပေါ့အဲ့ဒါလည်းမိုင်းနဲ့မဆိုပဲဒီတိုင်းတူလေးကျင်ရောအော်မောင်မိုင်းနဲ့ဆိုမှလေမိုင်းနဲ့ရင်းနှီးအောင်လို့စင်ပေါ်မှာကြာတော့လေတခါလေးပြီးသွားတော့ဆိုကကျတော့သမီးရဲ့အဲ့ဒီတော့ဒီရက်ကမတရားနဲ့ကိုရှေ့ပဲလေဒီတော့အမတို့ကတဲ့အခါတမီးအတောက်လိုက်ကြည့်ပြီးတော့ဟိုအရက်ရှည်တဲ့စာကြောက်ရုပ်ကြီးလိုပဲဆိုတော့နည်းနည်းလေးလေးပေါ့အဲ့လိုလေးဟုတ်ဆရာမတင်တယ်လို့သမီးကကရတယ်အဲ့လိုဟုတ်ဘူးလေအမတို့ကရဆိုအမခါးလေးကိုကော့ထားဒီလေးကိုမြစ်တိုင်းရင်လေးကိုဆွင့်ထားအဲ့လိုကရအဲ့လိုဒီမဟုတ်အမလေးအဲ့လိုဒီမဟုတ်အဲ့လိုလေးအဲ့လိုလေးအဲ့လိုမြူလေးနော်ဒါ break dance နော် discoဒါ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 ဖြစ်ပြီးပေါ့စဉ်းစားကြည့်မှာလေဟုတ်တော့အနေခိုင်းစုတမီးလေးစုဘလို့ဖြစ်ပြီးနောက်မှရောက်နေရတော့ကလေးကကိုစုလေးကအရက်ကအရှိဆုံးဆိုတော့နောက်မှဆိုလဲသူ့အေးအေးစိတ်တပိုင်းလောက်ပြန်မြင်နေရတာလေအဲ့ကြောင့်နောက်မှထားလိုက်တာအရက်ရှိတော့ခုကလည်းမဆန်လို့လေတမီးတို့ရဲ့တကယ်ကားတဲ့သူလှတယ်လွတ်နဲ့နောက်ရှိရလို့ရှိရတယ်မှာဆက်ဆံမှုရှိမှာပေါ့ဟဲ့ဟာတမီးလေးပါဘလို့ဖြစ်ပြီးတော့တမီးတောင်ကြောင်းမင်းရလိုက်လာတာဘလို့ဖြစ်ပြီးအောက်မှာထိုင်ပြီးစိုးနေရတော့မာနီလို့မဟုတ်ဘူးအတန်နာတော့မှဆိုလို့တန်နာတော့မှဆိုမိုင်းနေမဆိုနဲ့ဒီတိုင်းလေးတူတူလေးဆိုအန်တီကလေဒီနေ့တမီးတို့ရင်းသမားအဖွဲ့အကုန်လုံးကိုတကြံအတွက်နော်ပိုးတဲ့အတိုင်းမှာစိတ်ကြိုက်လိုက်ရွေးဖို့အတွက်အန်တီကလာခေါ်တာဟုတ်တမီးလေးမိုင်းနေဆိုစုတမီးလေးတဲတုံလေးတဲလေးရှေ့မှာကရှေ့တက်ကโอเคဒါ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 အန်တီရဲ့ပိုးတဲ့အတိုင်းပိုးတိုင်းမဟီးတဲ့အိုင်တို့ပိုးတဲ့အတိုင်းကနေပြီးတော့လေတမီးတို့ဂျမ်းမကဖို့အတွက်ကိုစိတ်ကြိုက်စင်မှာတမီးတို့စိတ်ကြိုက်ရွေးကြည့်နော်ဒါလေးရလေအန်တီတို့ပိုးတိုင်းမဟီးရဲ့ချီလွန်ရကြောချိတ်နော်ဈေးနှုန်းကလေ2သိန်းကျော်နဲ့5သိန်းကျော်တိပဲရှိရဟုတ်လားတကြံဆိုရင်အရန်လာမှာနော်ဟုတ်တယ်တမီးလေးယူမယ်ဆိုလို့ရှိရင်အန်တီကဈေးလျှော့ပေးမယ်လေဟိုတကြံထွက်စင်မဲ့ဟာလေးကဟိုဘက်မှာတက်တက်ရှိတယ်
နော်ယူစိတ်ကြိုက်ယူနော်တပီရှော့ပေးမယ်တိလား ဟုတ်ကဲ့ ဟဲဒီဂျိတ်လေးလှလိုက်တာဟုတ်တယ်အဲ့ဒီဂျိတ်လေးတွေကလေအာနီတို့ပိုးတဲ့မဟီရဲ့ပွဲတက်ချီပါဂျိတ်ဝါငင်ချီစစ်စစ်နဲ့ရက်ထားတာနော်ဈေးဘယ်လောက်လို့ထင်လဲသိန်းကျော်တယ်လို့ထင်ရတယ်မလား9,000ကျော်ပဲရှိတာတကယ်တော့ငါသမီးတွေယူမယ်ဆိုလို့ရှိရင်ဈေးလျှော့ပေးမှာနော်ကြည့်ကြစိတ်ကြိုက်ကြည့် 哦，大家什么呀？ တစ်ချက်စင်မလေးရှိတယ်ဒါငါသမီးယူမယ်ဆိုဈေးလျှော့ပေးမှာလို့ပြောတာ 我什么还来演技没？ ဒီမှာသမီးတို့တကြံမှာစင်မဲ့အာနီတို့ပိုးတဲ့မဟီရဲ့ပိုးချီဒေဝီဂျိတ်လာလိုက်တာဟဲဈေးနှုန်းကလည်း3-4သိန်းပတ်ချလည်းပဲရှိတာနော်အော်သမီးလေးတဲဆူလေးသမီးလေးတဲဆူလေး တပည့်ဒီမှာအကလေးကျင်နေတာ ဒီမှာတကြံမှာဝတ်ပြီးတော့ရွေးအောင်ဗာရွေးပွားကြီး ဟာမမေရလဲတမီးရွေးပြီးသားလေတည့်ရသားနဲ့ အေးဒါနဲ့တဲဖာလေးရော တေးဦးလေ တဲဖာ တလုံးတုံတုံတလုံးတုံတုံတလုံးတုံ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 တလုံးတုံတုံတလုံးတုံ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  သမီးလေးနော် တုံတလုံးတုံတုံတလုံးတုံတုံတလုံးတုံ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 တလုံးတော့မြင်လေဘာလို့တမီးအစိုးကျင့်နေအောင် အေးဗာဖြစ်လေးတင်လဲရောင်းလို့နာနေပါမယ်ဥမလေးတကြံမှာဝတ်ဖို့တော့အမေရွေးခိုင်းနေတာလीဘာရွေးပြီးပြီလဲ အမေကိုကပြထားရဲ့အဲ့ရောင်လေးဝတ်မှာလို့ ဟုတ်တာပဲမေပါလို့မေပါ အဲ့ဆိုလဲပြီးရောတုံတလုံးတုံတုံတလုံးတုံတုံတလုံး အန်တီဟာသမီးတို့လည်းအယောင်လေးရွေးရမှာလား လာတာလေးအမေစင်ပေးမှာပေါ့စင်ပေးမယ်နော်လာတာလေးကိုလေ ဟုတ်ကဲ့ဟုတ်ကျေးဇူးပါ လာလိုက်တာလေးပါတိန်ကျော်တိုင်းစင်လာနော် ဘာကြီးသဘောကောင်းလိုက်တာပါ 3ချက်လောက်ရချင်တာ ရှုပ်တယ်နဲ့မင်းတို့သားမိတွေဘာလုပ်နေပြန်ပြီတော့တကြံမှာဘာလုံးမို့တော့ ရှင်မသိရင်အတာနေစမ်းပါကျမရဲ့သမီးကျော်လေးကိုတကြံမှာကျမပွဲထုံမလို့ပြင်ဆင်နေတာ ဒီမှာရေဒီနေ့တော့မင်းသမီးလေးတွေနဲ့မင်းနဲ့တရားစကားလေးပါလေအေးစစ်ဝင်မလား ရှင်းပါလားရှင်းဖို့ပါလား ပြောမရလဲလှုပ်ရှားတာလှုပ်တော့ဟေး ရဲစစ်တင်နေတာ တိုက်အောင် ဒီကနေ့ကျွန်တော်တို့ရက်ကွက်ရဲ့ပျော်စရာတကြံမန်တက်ကိုအဆဆအရာရာအဓိကကူညီပံ့ပိုးပေးတာကတော့ပိုးထိုက်မဟီပိုးတယ်ချီတယ်မှဖြစ်ပါတယ်ခင်ဗျာအစီဆုံးမှာထိုင်နေတာကတော့ပိုးထိုက်မဟီရဲ့ပိုင်ရှင်ဒေါ်ခိုင်စုမဟီဖြစ်ပါတယ်ခင်ဗျာဒီဘက်ကတော့ပိုးထိုက်မဟီရဲ့သမီးကြီးဖဖမဟီဖြစ်ပါတယ်ခင်ဗျာဒီဘက်ကတော့သမီးငယ်လေးစုစုမဟီဖြစ်ပါတယ်ခင်ဗျာခွာတော့ ပြောနဲ့ပြန်မယ်အကုန်လုံးလာခဲ့မကဘူး ဟဲ့ဘာဖြစ်တာလဲခါရဲ မကနိုင်တော့ဘူးကျမ ဟောတော့တကြိုင်းမှာဟဲ့မလုပ်ပါနဲ့ပွဲကြီးမှာဟဲ့ မဖြစ်ရမှာလဲအမရဲ့ပိုးထက်မဟီရဲ့စပွန်ဆာပေးတယ်ဆိုပြီးသူသမီးတွေကိုကြည့်လိုက်အောင်လေအကောင့်စား3ကျော်တန်းနေစီစဉ်ပေးထားတာကျမတို့ကြာတောင်းကြတယ်လေးစီစဉ်ပေးထားတာကြည့်ပါ ပါတယ်ခါရဲဘာမှမဖြစ်ပါဘူးဟဲ့ကာပေးလိုက်ပါအဲ့လိုမလုပ်ပါနဲ့ အမကတော့ဘယ်စိတ်ဆိုးမလဲအမကလည်းကောင်းစားစီစဉ်ပေးထားတာလေလာမပုတ်လာတော့မယ်လား လုပ်ပါနဲ့ကာမဲ့တော့မရှိတော့ဘူးဘယ်လိုလုပ်မှာတော့ ပရိသတ်တွေကလည်းစုံနေပြီ။ဟုတ်ဒီလိုလုပ်လိုက်ဗျာ။ဟိုမမခမည်းလဲဟိုကတဲ့နေရပဲ။ကောက်ွက်တွေလည်းအကုန်ရနေတာ။တက်တာကပေးလိုက်တော့ မမိုးလည်းပိုးတိုင်းမရစင်ထားရမလား ရှာစရာဟဲ့ မိုက်ပေးမိုက် တော်နန်းနွဲ့နန်းနောင်းလေးကမှာအတောင်းလိုက်မကောက်အတောင်းလိုက်မကောက်လွယ်လေးတော့သမီးအတောင်းလိုက်ဖို့စာကြောက်လို့မဟုတ်ဘူးညနာပြုံးထား ဒီနေ့ကဒီခွင့်လေးတို့ကစီ လက် ။ဒီကတပုတ်အနေနဲ့အလဲကြတာကတော့အားလုံးစောင့်မျှော်နေကြတဲ့ကျွန်တော်နဲ့ဖဖမဟီနဲ့ပြစ်ပါတယ်ခင်ဗျာ
နောက်တစ်ပုတ်နေလေဟိုဟာကျမမမောအတီးဆိုပေးပါမယ်ရှင် ဆိုပါပြီခုနသူကြည့်ပဲဆိုသွားဒီတပုတ်လေးကြိုက်ထားတာအကုန်လူဆိုသွားတယ် ဟာနေ ကျွန်တော်မဆိုပါဘူး အေးလို့ အနေခိုင်စုသမီးတို့မကားတော့မလုတ်ပေးတော့ဘူးဒီပွဲလဲ ကျွန်တော်လည်းမဆိုနိုင်တော့ဘူးဘယ်နဲ့သူတို့ကြီးပဲလွန်တယ် အော်ပါ ကာလည်းမကောက်မဆိုလည်းမဆိုတော့ဘူးလား ဟုတ်တယ် ကောင်းတယ်ပေးမိုက်ပေးခဲ့ငါဆိုတတ်တယ်ငါသမီးနဲ့ကတတ်တယ်ကွက်တိပဲပေးမိုက်ပေးခဲ့သမီးတက် ဦးလေးလုတ်ပါအောင် ဟုတ်ဘာဖြစ်လာတော့က ဦးလေးသမီးနှစ်ယောက်လေရက်ွက်ထရမန်းထဲမှာထိမ့်နေရတော့လို့အဲ့လိုက်ထိမ့်ပေးပါအောင် ဟောသူတို့မေပါတယ်မဟုတ်ဘူးလားအဲ့ဒီမှာ သူ့အမေကပိုဆိုးနေတာ ဟမ်လက်ခဲ့လက်ခဲ့ရဲလိုက်စမ်းဒီလိုပါပြီဒီမကောင်းရှိဘောနဲ့အခုစဲ မစင်းတော့ဆရာပါလို့ချက် ဟောမစင်းတော့ဘာလို့ချက်ဟုတ်လားတွေ့လေ မင်္ဂလာပါရှင်ပိုးထိုက်မဟီပိုးတဲ့ချီတဲ့ဆိုင်အောင်မန္တလေးမြို့မနော်ဟရီ130လမ်း6465ကြားမှာဖွင့်လှစ်ထားပါတယ်ရှင်ပိုးထိုက်မဟီရဲ့ပိုးတဲ့ချီတဲ့များဆိုရင်ကိုပိုင်ရက်ကန်းယုံကိုပိုင်ဒီဇိုင်းကိုပိုင်တန်းထွက်အထည်များပဲဖြစ်ပါတယ်ရှင်အခုမိုးဝတ်ထားသလိုပိုးချီဒေဝီဂျိတ်လေးရဆိုရင်ပိုးထိုက်မဟီရဲ့ထုတ်ကုန်အသစ်ပဲဖြစ်ပါတယ်ရှင်မိုးဝတ်ထားသလိုသူတို့တပီးပုံအလူမပုံရင်ကန်လေးတွေနဲ့ချုပ်ဝလို့ရအောင်ဂွင်းကျဲခက်လုပ်ပေးထားပါတယ်ရှင်ဈေးနှုန်းအပြင်3-4သိန်းဝန်းကျင်ရှိပြီးတော့အလူပွဲမင်္ဂလာပွဲတွေမှာတင့်တယ်ဝင်ကြွားစွာဖြင့်ဝတ်ဆင်နိုင်ပါတယ်ရှင်